ကျွန်တော်တို့ရဲ့အားလည်းရဲ့လေဒီနေ့ကျုံးပေါ်မှာရသေးဘူးကလည်းတားရတယ်ဒီစီချီးမယ်ပေါ့ကျွန်တော်ကောင်းပါလေစိုက်ကစီနဲ့လုံးကြီးပြီးပဲထွက်လာတယ်ဟုတ်တယ်တော်တားရကျွန်တော်မန္တလေးမှာမွေးပြီးမန္တလေးမှာကြီးရဆိုတော့ဒီပင်လယ်မြင်ကွင်းတွေကကျွန်တော်အတွက်တော့မရိုးသွားအောင်အေးစစ်စစ်နားယူမယ်တာယာရဲ့ရှုခင်းတွေကိုတမိတမောထိုင်ကြည့်မယ်ဆိုပြီးတော့ကျွန်တော်တို့ Rasta View ဆိုတဲ့ဆိုင်လေးကိုရောက်လာခဲ့ကျွန်တော်မန္တလေးကနေထွက်လာတာ4 နှစ်တောင်ရှိသွားပြီကျွန်တော်ဘန်ကောက်မှာ hospital နဲ့တည်ပေါ့ဗျာအသက်မွေးဝမ်းကြောင်းပညာတကူကို2 နှစ်လောက်သင်ယူပြီးတော့ဒီကျုံးပေါ်မှာအလုပ်လုပ်နေတာ2 နှစ်လောက်ရှိပြီresort အသေးလေးတကူမှာကျွန်တော်မှတ်ရနေတာတကူရှိတယ်လွန်ခဲ့တဲ့4 နှစ်လောက်ကမန္တလေးမှာနေတော့ပေါ့ကျွန်တော်ပါနေကျွန်တော်စိတ်ကူးရင်တည်းဟာထိုင်းနိုင်ငံကိုသွားရင်ဒါမှမဟုတ်လေတနည်းကဘာကြီးတနည်းရအောင်အလုပ်လုပ်ရမယ်နေရမယ်ဆိုရင်ကျွန်တော်ဒီလိုကျွန်းလေးပေါ်မှာနေနေတယ်ပေါ့ဗျာဘယ်သူမှကျွန်တော်ထောက်ပံ့စရာမလိုပဲနဲ့ကိုကျွန်တော်ကိုပေါ်ရက်တီးပြီးတော့ဒီလိုကျွန်းလေးပေါ်မှာအေးစစနေနေတယ်ပေါ့ဗျာဟုတ်တယ်ကျွန်တော်စိတ်ကူးလေးအကောင်းထဲပေါ်လာတယ်ပေါ့ဗျာဘူးဆိုရင်ကျွန်တော်ကျုံးလေးပေါ်မှာရှင်းတန်းတယ်ကျွန်တော်ရဲ့တကူရေးစားအတွက်တော့ကျွန်တော်မိဘတွေစီကနေမှငယ်ငယ်တုန်းကလိုလက်ပြန်တောင်းစရာမလိုတော့ဘူးပြီးတော့ကျွန်တော်အကြောင်းဝတင်ပေးလိုက်တဲ့ပြည်သားရဲ့နှစ်စာလုံးနဲ့အတွေ့အကြုံရင်ဒါတွေကိုအသုံးချပြီးတော့ကဘာကြီးရဲ့နေရာတော်တော်များများမှာကျွန်တော်အတွက်လောက်ကိုင်းခွင့်လန်းရှိမယ်ကျွန်တော်ဒီလိုလေးပဲရှင်းတန်းလို့ရမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါတွေကဟက်ချလောင်းဆိုပြီးတော့ဖြစ်လာတာမဟုတ်ဘူးဗျကျွန်တော်မိဘရဲ့ထောက်ပံ့မှုရဲ့ကျွန်တော်ဖြစ်ချင်တဲ့ဆိုတဲ့ဆန္ဒနဲ့ကျွန်တော်ရဲ့နေ့စဉ်ဖြတ်သန်းမှုရဲ့ပေါ့ဗျာပြောပြရမယ်ဆိုရင်ကျွန်တော်အမြဲတမ်းအမှတ်ရနေတာ2 ခုရှိတယ်ကျွန်တော်ကြောက်တက်တော့ကျွန်တော်စီမောင်ကိုကျွန်တော်သွားပြီးတော့ကျွန်တော်ဒီကျုံးကိုပို့ပေးပါဆိုပြီးတော့အများကြီးပူစားခဲ့ပြီးတော့ကျွန်တော်လက်ရှိလုပ်နေတဲ့ကိုရဖို့ဒီ resort ပိုင်ရှင်ကိုကျွန်တော်ကိုယ်တိုင်ပဲကျွန်တော်နဲ့တင်လောင်မဲ့အလုပ်တစ်ခုပို့ပေးဖို့တောင်းဆိုခဲ့ဒါတွေကတိတ်တိတ်မမွားဆိုပေမဲ့လွန်ခဲ့တဲ့4 နှစ်ကကျွန်တော်ရဲ့စိတ်ကူးလေးကောင်းထဲပေါ်လာဖို့အကြောင်းရင်းတွေကတခုပေါ့ဗျာဟုတ်ပါတယ်ကျွန်တော်ချိန်နဲ့ကျွန်တော်ဘဝလေးကိုလည်းကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်ရဲ့မိဘရဲ့ကျွန်တော်ဖြတ်တန်းလာတဲ့ခရီးလမ်းတစ်လျှောက်ကကျွန်တော်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ဒီနေ့အားလည်းရဆိုတော့ကျွန်တော်သဘောကျရတဲ့ကောင်းမလေးနဲ့ရှုခင်းတွေကြည့်မယ်စကားတွေအများကြီးပြောမယ်ဒီလောက်ပါပဲဘဝရုပ်ရှင်ဆန်တယ်ဂျိမ်းစ်ပွန်ကားရလိုပဲကောင်းမလေးနဲ့အေးအေးဆေးဆေးချေးနေတဲ့အချိန်ဆိုရင်စပြီမဟုတ်လူစိုးတွေလာတာမဟုတ်ဘူးကျွန်တော်ဘိုက်စာလာတာကိုပြောတာပါBrother, what's that? What's that, brother? Don't be filming me, brother. စိတ်ကလည်းအေးချမ်းဘိုက်ကလည်းပြည့်လူစိုးတွေလည်းမလာဘူးဆိုတော့အေးစစ်စစ်လဲလဲအောင်နားယူရတယ်ပေါ့
What the dog doing? အဲ့ဒီမှာစပြီးတော့ကျွန်တော်အတွေးလွန်တာပဲဒါနဲ့မဖြစ်ဘူးတနေ့ကတော့ရွေးမှဖြစ်မယ်တဘာဝနဲ့နီးစပ်တဲ့စမ်းချောင်းတစ်ခုလာပါအေးစစ်စစ်ထိုင်တော့ကျွန်တော်တို့နေရာရွှေ့လာတယ်ဝချမ်းမှာတကယ်ကြောင်ရတဲ့သဘာဝတွေအများကြီးရှိတယ်တောရဲတောင်ထဲမှာဆိုတော့လွတ်လွတ်လပ်လပ်သဘာဝတရားကိုခံစားလို့ရတာပေါ့ကျွန်တော်ဒီလိုတောရဲတောင်တွေပင်လယ်တွေရေတခွန်တွေကိုလဲရတာပို့ပြီးတော့သဘောကျလာတယ်ဒီနောက်ပိုင်းမှာဒါတွေကကျွန်တော်အတွက်တော့ငြိမ်းချမ်းရေးပဲကျွန်တော်အတွက်ကတော့လေဒီလိုအေးအေးဆေးဆေးတရက်နေနိုင်ဖို့အတွက်ကျွန်တော်6ရက်လောက်အလုပ်လုပ်ရတာဗျဟုတ်တယ်အလုပ်ခွင်ထဲမှာကျွန်တော်တပတ်စာတာဝန်ယူထားတာရှိတယ်အလုပ်လုပ်ရမယ်ပေါ့ဗျာဘယ်တော့မှများဘယ်လိုဖြစ်လို့ကျွန်တော်ဒီဘောကိုရောက်လာတာဒီလိုတရက်သက်တောင့်သက်သာနေရဖို့6ရက်အလုပ်လုပ်ရတဲ့ဘဝကိုကျွန်တော်ဘယ်လိုများရောက်လဲကျွန်တော်ရဲ့ငယ်ဘဝလွတ်လပ်မှုတွေကိုကျွန်တော်ပေးရမယ့် bills တွေကျွန်တော်တာဝန်ယူရမယ့်အရာတွေကအစားထိုးသွားပြီထင်ပါရဲ့ဗျာဘာလို့များဒီလိုအေးအေးဆေးဆေးနေရဖို့လုံးရလဲဆိုတော့နားလဲရတခုရှိတယ်ဘိုက်ကလည်းကနစားလို့ပဲ It was at this moment that he knew he fucked up. လုံးရအောင်ကျွန်တော်ညီးညွတ်နေတော့မျိုးမဟုတ်ပါဘူးဒါပေမဲ့လည်းကျွန်တော်ပြန်မေးမိတယ်ဒီတလန်းပဲရှိတာလားကျွန်တော်ရဲ့ချင်းတော်များများမှာကျွန်တော်ဒီလိုပဲအလုပ်တွေလုပ်နေရမှာလားဒါပုံမှန်ပဲလားကျွန်တော်ရဲ့လွတ်လပ်မှုတွေမှာချိန်ကန့်သတ်ရှိနေရတာဒီလိုတွေပြောလို့တမျိုးမထင်နဲ့ကျွန်တော်အလုပ်ကိုကျွန်တော်သဘောကျတယ်ကျွန်တော်ဒီအလုပ်မှာအများကြီးတင်ယူရတယ်ကျွန်တော်နေရာဆောင်ကလူတော်များများလူမျိုးစုံပဲတွေ့တယ်လူမျိုးစုံကိုကျွန်တော်တန်းနိုင်တယ်လို့တင်ယူတယ်ဒါကြောင့်မလို့အခုပြစ္ဆုတ်ပံလက်ရှိကျွန်တော်ဆိုတဲ့နေရာကနေကျွန်တော်ရဲ့ရှေ့ဆက်မဲ့ခရီးလမ်းဆိုတဲ့အစီအစဉ်ကိုခင်ဗျားတို့တင်ဆက်နေတာအားတော့ဘာဝပဲကျွန်တော်တို့ဟိုးကြောက်ခိပပဦးအစာလူသားတွေစဖြစ်လာခဲ့ရဒီတဘာဝနဲ့လည်းရောပြေးပြီးတော့နေလာကျွန်တော်အဲ့ဒီမှာရေချိုးတော့တွေးနေတာကျွန်တော်ကအခုအချိန်မှာကြောက်ခိလူသားလူတယောက်နဲ့လည်းတူတူပဲတဘာဝပြပင်ပေးမှာစမ်းကြောင်းမှာရေချိုးတယ်ပြီးတော့ဘိုက်စာအစားရှာမယ်ပေါ့လေဘလို့ရိုးရှင်းရှင်းပဲနေထိုင်ဖို့တော့မဖြစ်နိုင်ဘူးလားဟုတ်တယ်လက်ရှိလောလောဆယ်မှာတော့မဖြစ်နိုင်ကျွန်တော်အဲ့ဒီရေထဲကနေတက်လာပြီးတော့ကျွန်တော်နေအောင်နေဝင်ချိန်ကိုထိုင်ကြည့်နေသေးတယ်အဲ့ဒီတော့ကျွန်တော်မှာအပြေတစ်ခုရှိတယ်ကျွန်တော်ကကြောက်ကိကလူတွေနဲ့ရှင်လိုက်ရင်လူချင်တာတွေတတ်မှတ်မှုတွေအစမတန်များတယ်ဒီခေတ်ကြီးရဲ့မှာကျွန်တော်တို့နေ့စဉ်ဘဝအတွက်မဖြစ်မနေလိုအပ်တာတွေရတယ်အများကြီးများတယ်။ပြီးတော့ကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့ဘဝအားတွေထိန်းချုပ်ခြင်းနဲ့ချဲလဲခြင်းနဲ့ပေါင်းချခြင်းနဲ့အဲ့လိုပြင်ဆင်ရတယ်အများကြီးများတယ်။ဒါတွေဘလောက်များအခုခေတ်လူပဲဖြစ်ဖြစ်ကြောက်ခေတ်လူပဲဖြစ်ဖြစ်ဒေကြတာတခုတော့ရှိရကျွန်
ကျွန်တော်တို့ရှင်သန်တဲ့ဘဝတွေကရာခိုင်နှုန်းကျွန်တော်တို့မိမိကိုယ်ကိုယ်နဲ့ပဲသက်ဆိုင်Clinton Fearon ရဲ့ Living is an art ဆိုတဲ့ခြင်းလို့ပဲခင်ဗျားတို့ဘဝတစ်ခုရှိတယ်ကျွန်တော်တို့ဘဝတစ်ခုရှိတယ်ကျွန်တော်တို့အားလုံးဘဝတစ်ခုချင်းစီရှိကြမယ်ဒီနေ့ရစုပ်ပန်းမှာဘယ်လိုရှင်သန်မလဲဆိုတာခင်ဗျားရွေးချယ်ရမယ်ကျွန်တော်ရွေးချယ်ရမယ်ဒီနေ့ကျွန်တော်တို့အားလုံးရဲ့ဘယ်လောက်ပုံကြလဲဆိုတာကျွန်တော်လည်းမပြောပြတတ်ဘူးငွေကြေးနဲ့လည်းခိုင်းတာလို့ရမယ်လို့ကျွန်တော်မပြောဘူးရှေ့ဆက်ပြီးတော့ဘာတွေကြုံရအောင်မလဲဆိုတာလည်းကျွန်တော်တို့မခံမနိုင်ဘူးကျွန်တော်အနေနဲ့တော့ကျွန်တော်တို့ရဲ့ပချီကားချက်ပေါ်မှာကျွန်တော်ဆွဲစတဲ့ပုံမဖြစ်ပြအောင်ဆွဲလို့ချီဆက်ရှောင်းနေမှာပါပြအောင်ညီကိုတို့ပြအောင်ညီကိုဒီဒီပင်ညီကိုတို့လိုပဲကျွန်တော်ရဲ့ညီကိုကြီးပဲ